ငါပါ Brick Workshop ကနေကြိုဆိုပါရစေဒီနေ့မှာတော့ minifigure လေးတစ်ရုပ်ကို unboxing လုပ်မှာဖြစ်ပါတယ်ဒီ series က series 15ဖြစ်ပြီး2016ခုနှစ်ကထွက်ထားတဲ့ဟာလေးဖြစ်ပါတယ်ဒီမှာဒီနေ့ဖောက်ပြမယ့်ဟာလေးကတော့ number 1 farmer minifigure လေးပဲဖြစ်ပါတယ်ခင်ဗျာဖောက်ကြည့်ကြည့်အောင်ပါဆက်လုပ်ပြီးသွားပြီဆိုတော့ဒီ mini figure လေးကိုအသေးစိတ်ကြည့်ကြည့်ပါမယ်ဒီ mini figure မှာသူ့ရဲ့ခြေထောက်လေးကကြတော့ Jura model leg လေးဖြစ်ပါတယ်နောက်ပြီးတော့ arm မှာကြတော့တခြားကြည့်ရင်ဒီမှာ arm print လေးတွေဟိုဘက်ဒီဘက်နှစ်ဖက်လုံးမှာပါတာလေးတွေတွေ့ရပါတယ်နောက်တစ်ခုအနေနဲ့ဒီ farmer mini figure လေးဝယ်ရတဲ့အဓိကအကြောင်းအရာတော့ဒီ work လေးပဲဖြစ်ပါတယ်ဒီ work ကဒီ series 15 farmer မှာပဲပါတဲ့ exclusive animal လေးဖြစ်ပါတယ်ဒါလေးကတော်တော်လေးချက်ဖို့ကောင်းပါတယ် work လေးကဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုကြရင်ပြန်တွေ့ပါမယ်အားလုံးပဲရုပ်တွေများများဆုနေပါစေ